ဒါလေးတွေမှမပြောနော်ဒါလေးတွေကတတိမထားလို့ရှင်ဒီခါလေးမှာမှားရတယ် everyone are here လို့ပြောနော်ဒီခါလေးမှာ everyone ဆိုကြတော့အများဆို all တော့မယ်အဲ့လိုမျိုးဖြစ်သွားတယ် okay everyone ဆိုရင် nail တော့နော် everyone is here okay one of the dogs are missing ခွေးတစ်ကောင်ပြောင်းနေတယ် okay one of the dogs ခွေးတွေအများကြီးမှာတစ်ကောင်ဆိုအနေဆိုကြ is ကိုသုံးနော် r ကိုမသုံးနော်ဒီခါလေးမှာနောက်ကလာတဲ့ dog ဆိုရ as ပါတော့ကြည့်ပြီး r တွားပြီးတုံးမိရတယ်နော် okay one of the dogs is missing ခွေးတစ်ကောင်ပြောင်းနေတယ် okay I'll call to you ငါမျိုးဖုန်းခေါ်မယ်အဲ့ဒီမှာဆိုရှင် call နောက်က to မထည့်ဘူးနော် I'll call you okay I'll call you get on the car ကားလေးကိုဝင်ဒါလည်းတစ်ခါလေးမှာမှားရတယ်နော်ကားလေးကိုဝင်တဲ့ဟာကို on ကိုမတုံးနော် in ကိုတုံးနော် get in the car ကားလေးကိုဝင်တော့ get into the car ကားလေးကိုဝင် okay in လဲရတယ် into လဲရတယ်နော်အဲ့ဒါက get in the bus ကားလေးကိုဝင် bus ကားလေးဝင်တဲ့ဟာကျတော့ get in မဟုတ်တော့နော် get on the bus okay get on the bus I can do coffee ငါ coffee ဖြောရတယ်အဲ့ဒီမှာဆိုရှင် do ကိုမသုံးနော် make ကိုသုံးမှာနော် okay create လုပ်တဲ့ဟာဆိုရှင် make ကိုသုံးမှာနော် I can make coffee okay I can make coffee စသဖြင့်ပြောလို့ရနော်အခုလိုမျိုး video လေးတွေကကိုယ့်အတွက်အကျိုးရှိလားမသိဘူးအကျိုးရှိရဆိုရှင် comment မှာ yes လို့ရေးသွားပါနောက်ထပ် video အသစ်တွေလုပ်မသွားအောင်လို့လည်းဒီ page ကို follow လုပ်ထားပါမယ်နော် bye bye see you in the next video